နောက်ထပ်မေးခွန်းတစ်ခုကတော့ဥမောင်တော်မေးရတာဖြစ်ပါတယ်ဖျားတို့ယဟန္တာတို့ပြစ္ဆေကဗုဒ္ဓတို့ဟာဇန်သမဘတ်ဝင်စားတဲ့အခါမှာဘယ်အကြောင်းအရာတွေကိုအာယုံထားပြီးတော့ဇန်သမဘတ်ဝင်စားလေးရှိပါလဲရှင်ဗျာဇန်ဝင်စားတဲ့အခါကျတော့သူကဒီကတိုင်းအာယုံနဲ့ဝင်စားတာရှိတယ်အာနာပါနာအာယုံနဲ့ဝင်စားတာရှိတယ်သူတို့လေ့ကျင့်ထားတဲ့ကတိုင်းအာယုံပေါ့ဥပမာပထဝီကတိုင်းဝန်းကိုရှုပြီးတော့ဇန်ဝင်စားမယ်ကတိုင်းအာယုံနဲ့ဝင်စားတယ်တချို့ကျထွက်လေဝင်လေအာနာပါနာနဲ့ပဲဝင်စားတာလည်းရှိတယ်သူကိုရထားတဲ့ဇန်ရဲ့အာယုံနဲ့ပဲနောက်ထပ်ထပ်ရအောင်လုပ်တယ်ပေါ့ဒီမှာဗျာအဲ့ဒီကတိုင်းအာယုံနဲ့ဝင်စားတယ်ဒါဇန်သမဘတ်ဝင်စားတာသမဘတ်ကဇန်ကြီးပဲမဟုတ်ဘူးသာနာသမဘတ်ဖလသမဘတ်ဆိုနှစ်ခုရှိတယ်ဒီမှာဗျာနော်အဲ့ဒါကိုခွဲပြောရမယ်ဆိုရင်ဇန်ဝင်စားတဲ့အခါကျတော့ခုနကတိုင်းအာယုံတို့စားတဲ့ပြည့်ညတ်တွေကိုအာယုံပြုပြီးတော့ငါကရရှိထားတဲ့လေ့ကျင့်ထားတဲ့အတိုင်းပြန်ပြီးတော့အာယုံပြုပြီးတော့ဒီအဆင့်ကိုရောက်အောင်သွားတာဒီမှာဗျာသမပတ္တိဆိုတာရောက်ရှိခြင်းလို့အဓိပ္ပာယ်ရတယ်ပြည့်စုံအောင်ရောက်ရှိနေတဲ့အဆင့်တစ်ခုကိုသမပတ္တိလို့သာနာသမပတ္တိသူရထားတဲ့ဇာန်ရဲ့အာယုနဲ့ပဲနောက်ထပ်ပြန်ရအောင်လုပ်တယ်ဒီမှာဗျာနော်ကတိုင်းခွက်နဲ့ရှုပြီးတော့ပဲဇာန်ရတယ်ကတိုင်းအာယုတစ်ခုနဲ့ရှုပြီးတော့ပဲဇာန်ရရင်အဲ့ဒီအာယုကိုပဲပြန်ပြီးတော့ဆင်ញင်ပြီးတော့ဇာန်ရတယ်ဒါသာနာသမပတ္ဖလသမဘတ်ဆိုတာကြတော့သူကဝိပဿနာကိုယ်တဏ္ဍမှာရှိတဲ့ယုတ်တိဏ္ဍတွေကိုယုတ်နံနှစ်ပါးကိုသင်္ခါရတရားတွေကိုဝိပဿနာနဲ့ရှုတယ်ရှုပြီးတဲ့အခါမှာနိဗ္ဗာန်ကိုအာရုံပြုတဲ့ဖို့စိတ်ပေါ်လာတယ်အဲ့ဒီဖို့စိတ်နဲ့နိဗ္ဗာန်ကိုအာရုံပြုပြီးတော့နေတာလေကာကတော့ဝိပဿနာပဲသူကဝိပဿနာနဲ့တက်သွားပြီးတဲ့အခါသင်္ခါရတွေကိုရှုရင်ကနေပြီးသင်္ခါရတင်းပြတ်သွားတဲ့အဆင့်လေးကိုရောက်သွားလို့ရှိရင်ဒါနိဗ္ဗာန်အဲ့ဒီနိဗ္ဗာန်အာယုန်နဲ့ဖို့စိတ်တွေထပ်ပြီးတော့ဖြစ်တယ်သောတာပန်ဆိုရင်သောတာပတ္တိဖို့တဂရကံဆိုတဂရဟိဖို့အဲ့လိုသူ့ဖို့နဲ့သူဖြစ်တယ်အဲ့လိုဝင်စားတာပဲနော်ဖရာယဟန္တာတို့ပိစိကဗုဒ္ဓတို့ဖြစ်သွားရင်တော့အရတ္တဖို့တစ်ခုပဲဝင်စားလို့ရသောတာပတ္တိဖို့တဂရဂါမိဖို့နာဂါမိဖို့သူတို့မှမရှိတော့ပြီးသွားပြီအဲ့တော့အရတ္တဖို့တစ်ခုနဲ့သူတို့နိဗ္ဗာန်ကိုအာရုံပြုပြီးဝင်စားတယ်လို့အဲ့လိုပဲမှတ်ရမှာနော်တင်ပါဗျာတင်ပါဗျာအဲ့ဒါဆိုလို့ချင်းသူတို့ကဒီဖရာတို့ယဟန္တာတို့ကကြတော့အာနာပါနဝင်လေထွက်လေဒီဘယ်ဥစ္စာကိုတွေးတောပြီးတော့သူတို့ဇန်သမဘတ်ဝင်စားပါလဲခုနပြောတဲ့အတိုင်းပဲသူဇန်ရာတုန်းကဘာနဲ့လုပ်ခဲ့တာတော့ဟုတ်ပါဗျာအဲ့ဒီတော့ကသူလေ့ကျင့်ခဲ့တဲ့အာယုန်ဒီပဲနဲ့သူ့ရဲ့ဇန်ဝင်စားစရာအာယုန်တစ်ခုပေါ့ဟုတ်ပါဗျာဥပမာကတိုင်း10ပါးရှိတဲ့ထဲမှာအဲ့ဒီကတိုင်းနဲ့တစ်ခုနဲ့ဝင်စားခြင်းသားမယ်ဟုတ်ပါဗျာနော်အာနာပါနနဲ့ဝင်စားခြင်းဝင်စားမယ်ဝင်စားလို့ရတယ်ဇန်အရဟတဖို့ဆိုတာဘာကိုပြောလဲအရဟတဖို့ဆိုတာကယဟန္တာပုဂ္ဂိုလ်ရဲ့တဏ္ဍမှာနိဗ္ဗာန်ကိုအာရုံပြုတဲ့စိတ်ဟုတ်ပါဗျာခိတ္တတာတွေကိုငြိမ့်သက်ထားပြီးတော့ယဟန္တာဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေကနိဗ္ဗာန်ကိုအာရုံပြုတဲ့စိတ်တွေကိုအရဟတဖို့လို့ခေါ်တာဟုတ်ပါဗျာကျန်တဲ့အချိန်မှာအရဟတဖို့စိတ်ကဖြစ်နေတာမဟုတ်ဘူးယဟန္တာပုဂ္ဂိုလ်မှာကျန်တဲ့အချိန်မှာတမ္မာပုဂ္ဂိုလ်တွေဖြစ်တဲ့စိတ်ပဲဖြစ်တယ်ဟုတ်ပါဗျာကုသိုလ်မဖြစ်ဘူးသူတို့ကြတော့ကရိယာလိုပဲဖြစ်တယ်တမန်မျက်စိကမြင်ရင်စက္ခဝိညာဉ်စိတ်ဖြစ်မယ်နားကအတန်ကြားရင်သောတာဝိညာဉ်စိတ်ပဲဖြစ်မယ်အဲ့လိုဟာမျိုးပေါ့နော်တမန်အနေထားတမန်ပဲဖြစ်တယ်နိဗ္ဗာန်ကိုအာရုံပြုပြီးဆိုတော့မှခုနအရဟတဖို့ဆိုတာဖြစ်တယ်တင်ပါဗျာဖလားသမဘတ်ဆိုတာတော့နိဗ္ဗာန်ကိုအာရုံပြုတာအဲ့တော့နိဗ္ဗာန်အာရုံမရောက်ခင်ဘာလုပ်ရလဲဆိုသင်္ခါရအာရုံနဲ့ဝိပဿနာရှုရတယ်ရှုမှဟိုပေါ်ရောက်သွားတယ်တင်ပါဗျာလှေကားနဲ့အလားသဏ္ဍာန်တူတယ်ပေါ့ဝိပဿနာဆိုရဲလှေကားတက်ပြီးတော့မှဖို့ကိုရောက်တယ်တင်ပါဗျာသူကဖလားဖို့တော့ကတော့ကြဆင်းမြင့်တယ်နိတင်ပါဗျာတင်ပါဗျာနောက်မေးခွန်းတစ်ခုကတော့ဖုံအနေနဲ့ရောလူမဟုတ်ပဲတခြားဘုံဝပုဂ္ဂိုလ်များကိုမြင်မှုပါသလားဥမာနတ်တို့ဝိညာဉ်တို့အရှင်ပြဖုံအနေနဲ့တဘာဝလွန်ဖြစ်ရများရောကြုံမှုပါသလားဘာတွေများကြုံတွေ့မြင်ခဲ့မှုပါလဲရှင်ဗျာဝိညာဉ်ဆိုတာတစေတရေကိုပြောတာထမရဲ့တင်ပါဗျာဖုံငယ်ငယ်လေးတုန်းက6နှစ်အရွယ်လောက်တုန်းက6နှစ်9နှစ်အရွယ်လောက်တုန်းကတစေ6ခါရတယ်လို့ပြောမှာပေါ့နော်တင်ပါဗျာသေသွားတဲ့ဒီကောင်မကြီးကဆွေမျိုးမကဲမှာဘူးအဲ့နာမှာသူအိမ်နာမှာသူသေသွားတာတစ်လားလောက်ပဲရှိသေးတယ်တင်ပါဗျာသူအိမ်ဟိုနာမှာလည်းမကြီးပင်ကြီးရှိတယ်တင်ပါဗျာညနေမိုးမချုပ်ခင်ဖုံအကိုတယောက်နဲ့အဲ့ဒီအိမ်နာရောက်သွားတော့အကိုကအဲ့ဒီအိမ်ပေါ်တက်သွားတော့ဖုံကအဲ့ဒီဒီကောင်အဖွားကြီးသေထားတာကိုကြောက်ပြီးတော့အိမ်မော်တော့မလိုက်ဘူးအောက်မှာပဲမကြီးပင်ကြီးနားမှာရက်နေတယ်တင်ပါဗျာအဲ့ရက်တော့ရက်နေတဲ့အချိန်လေးမှာနောက်ကခြေတန်းလိုကြားတော့လှည့်ကြည့်တော့မကြီးပင်ကိုဝလုံးကြီးနဲ့ဖြန်းကနေရိုက်တာအဲ့ဒါတော့ကိုမျက်စိနဲ့မြင်ရ
ဘသူကဝလုံးနဲ့ရိုက်ဘသူမှလည်းလူမရှိပဲနဲ့ဝလုံးကြီးရကြီးပဲပြန်လာပြီးတော့ဖြန်းဆိုရိုက်ပြီးပျောက်သွားဝလုံးရပဲလေထဲမှာရိုက်ပြီးလေထဲမှာရိုက်ပြီးပျောက်သွားတာအဲ့ဒါတော့ကိုယ်မျက်စိနဲ့မြင်လိုက်တယ်လူကမရှိဘူးသူကမရှိဘူးတမန်ဗျာညနေနေဝင်ရိုးရီချိန်လေးမှာဖြန်းကနေအတန်လဲကြားတယ်ဝလုံးကြီးလည်းမြင်တယ်ခဏတည်းအောင်အဲ့ဒီဝလုံးကိုမှတ်မိနေတယ်တမန်ဗျာအဝါရောင်ဒီထိတ်မှာနှစ်ဖားနဲ့အဲ့ဒီတင်းဝါလို့ခေါ်တဲ့ဝါမျိုးပဲတမန်ဗျာအဲ့ဒါနဲ့ဖြန်းကနေမကြီးပင်ကြီးရိုက်လိုက်တော့လန့်သွားတာပေါ့တမန်ဗျာအဲ့ဒါတခုတွေ့ဘူးတယ်တမန်ဗျာအဲ့တော့ကြောက်တာပေါ့လေတမန်ဗျာသူကလေးဆိုကြောက်ပြီးတော့အဲ့အပင်ကြီးကိုမကြည့်ရတော့တမန်ဗျာအဲ့ဒါတခုကြုံမှုတယ်တမန်ဗျာကျန်တာတော့ခရီးသွားရင်ခုမကြခင်ကခရီးသွားရင်ကြုံတာတခုကတော့ဆယ်မိုင်ကုန်းကိုဘုံပန်းပြုတ်လက်ပရဟိတကျောင်းသွားပြီးတော့တရားဟောတယ်ဆယ်မိုင်ကုန်းကဘယ်နားမှာရှိပါလဲပဲခူးဆယ်မိုင်ကုန်းပဲခူးဆယ်မိုင်ပဲခူးဆယ်မိုင်ကုန်းဆိုတော့တမန်ဗျာအဲ့ဒီမှာလှဲကူအလွန်လေးပေါ့တမန်ဗျာဟိုငါးဆိုတော့ဘက်ကသွားလို့ရှိရင်မိနစ်40လောက်မောင်းရတယ်တမန်ဗျာအဲ့တော်ကြီးတွေဖြတ်ပြီးတော့ကြောက်တန်းတာဝါကြောက်တန်းဆိုတဲ့ဘုရားရှိတယ်ကြောက်တန်းဘုရားရှိတယ်တမန်ဗျာအဲ့နာအနီးမှာသွားတရားဟောတယ်ည9 နာရီခွဲလောက်အဲ့ဒီကနေပြန်လာတော့10 နာရီလောက်ပေါ့နော်တမန်ဗျာအဲ့ဒီမှာကလေးမလေးတယောက်မျက်နှာတော့ကောင်းမမြင်အောင်ခါဝွန်တိုးလေးနဲ့ဝတ်ပြီးတော့သူ့ကားနောက်ကနေပြီးတော့ဖုန်းတို့ကားစီပြေးလာတာတမန်ဗျာဟဲ့ဒီချိန်ကြီးဘယ်သူပါလဲလို့ရွာတွေကထွက်ပြေးလာသလားလို့စိတ်ကအဲ့လောက်ပဲဖြစ်တယ်တမန်ဗျာနောက်တွေးကြည့်လိုက်တော့ရွာမရှိဘူးအဲ့ဒါတင်ញိုင်းပဲရှိတယ်တမန်ဗျာအဲ့ဒါတော့မျက်စိနဲ့မြင်ရတာတခါတမန်ဗျာနော်အခုမကြခင်မြင်နေအမြင်ဖေဖော်ဝါရီလထဲကမြင်တာတမန်ဗျာအဲ့ဒီမတိုင်ကလွန်ခဲ့တဲ့10 နှစ်လောက်ကဒီနေပြည်တော်တော့မတဲရသေးဘူးတမန်ဗျာနေပြည်တော်မတဲရခင်အနှစ်20လောက်ဖြစ်နေပြီတမန်ဗျာလမ်းဟောင်းကပြင်မနာချက်ကြားဆိုသိလားတောင်ကြားကြီးနေကြားတော့ကြားပါပဲပြင်မနာချက်ကြားဆိုရေစင်းတွေကတော့နဲ့နီးသလားမသိဘူးလမ်းဟောင်းပဲတမန်ဗျာအဲ့ရဖုံဖုံတို့ကားတစ်စီးတည်းပဲပြန်ကုန်ကိုဆင်းလာတာကားသမားနဲ့ဖုံဖုံနဲ့ညှောက်ထဲပဲတမန်ဗျာပထမကုန်းတက်လေးကိုမီးထိုးပြီးတော့တက်လိုက်တဲ့အခါကုန်းထိပ်လေးမှာလမ်းဘေးမှာထိုင်တာကလေးမလေး2 ယောက်တမန်ဗျာနာရီကြည့်လိုက်တော့12 နာရီကြီးပြီးတော့တော်ကြီးတမန်ဗျာအဲ့ဒါလူလို့ပဲမြင်ခဲ့တာပဲနော်ဟိုကြောက်တဲ့စိတ်တွေပဲအဲ့ဒါမဖြစ်ပါဘူးသူကကြတော့ဘလို့အဲ့ကလေးမလေး2 ယောက်ကြတော့ဘလို့ဝက်စားမျိုးဝက်ထားလဲရိုးပဲတမန်လူမဝက်စားလားဗျာတမန်ဝက်စားပဲတမန်ဗျာအဲ့သူတို့ကထိုင်းနေဥပမာပါနဲ့တူတော့ဆိုရင်သူ့အမေဖေကအမေလုံးတဲ့ပုဂ္ဂိုလ်ကအဲ့ထဲမှာဟင်းရွက်ခူးလို့သူတို့ထိုင်ဆောင်နေတဲ့ပုံစံမျိုးလေးပဲတမန်ဗျာအဲ့ဒါမျက်စိနဲ့မြင်ရတာကိုပြောပြတာတမန်ဗျာနော်တမန်ဗျာနောက်မှတွေးကြည့်တာဒီအချိန်ကြီးကဒါလူတော့မဖြစ်နိုင်ဘူးပေါ့နော်ပေါ့ကိုတွေးကြည့်တာတမန်ဗျာနောက်တစ်ခါ2 ချက်ထိုးလောက်ကြတော့ကားရှေ့ဆက်သွားတဲ့အခါမှာအဲ့လမ်းမှာပဲပေါ့ဗျာအဲ့လမ်းပဲပြင်မနာချက်ကြဟိုဘက်အမျိုးသမီးတယောက်ခပ်ပိတ်မင်းအသက်20လောက်ပဲရှိသေးတယ်ကလေးမလေးတနခါးလေးဖုံးနေအောင်လိန်ထားတမန်ဗျာလိမ့်ပြီးတော့ဖုံးတို့ကားမီထိုးတဲ့အောက်မှာသူကားမီထိုးသွားတာဆိုတော့သူကလမ်းမေးသူကလည်းသူ့လမ်းသူရှောင်းအဲ့ဒါမြင်ခဲ့တယ်မြင်လိုက်တော့အချိန်နိုင်ကြည့်လိုက်တော့2 ချက်ထိုးပဲရှိသေးတယ်တမန်ဗျာဖုံးစိတ်ထဲမှာဘလို့ထင်တော့ဆိုဟာတို့ရွာနာရောက်ပြီထင်တယ်ရွာလူတွေအစိုးရထားကြတာ2 ချက်ထိုးပဲရှိသေးတယ်ဘယ်သွားတာပါလဲလို့အောင်မယ်တမန်ဗျာကားနိုင်ဝဲမောင်းနေထအောင်ဘာမှမတွေ့ရဘူးတော်ကြီးပဲရှိတယ်တမန်ဗျာနောက်မှပြန်စဉ်းစားကြည့်တယ်တမန်ဗျာအဲ့ဒါမျိုးလေးတော့တွေ့ဘူးတယ်တမန်ဗျာနောက်တစ်ခါဟိုတယ်မှာနေပြီးတော့ဟိုတယ်မှာတဲရင်ကနေပြီးတော့တမန်ဗျာညတရေနိုးတော့မျက်လုံးဖွင့်ကြည့်လိုက်တဲ့အခါမှာအခန်းထဲမှာလူသွားတာကိုတွေ့လိုက်တကယ်တော့ဘယ်သူမှတော့မရှိဘူးအဲ့ချိန်လူရိပ်ပေါ့သွားတာမြင်ရတယ်ခေါင်းကိုမြင်နေရထင်းထင်းရှားရှားမြင်ရထင်းထင်းရှားရှားမြင်နေရအမောင်တွေကမြင်ရတယ်အလင်းကလည်းရှိနေတာကိုဘေးကမီးတွေထွန်းထားတာဆိုတော့ဟိုလိုအလင်းကြီးတော့မဟုတ်ဘူးအမောင်ထဲမှာမြင်နိုင်တဲ့အလင်းလေးပေါ့နော်အဲ့ဒါတခါမြင်ရတယ်ဒီပြင်တော့မတွေ့ဘူးအောင်ဖုံဖုံတင်ပါဗျာနောက်ထပ်မိကုန်းတစ်ခုကတော့ဖုံဖုံအနေနဲ့ဖုံဖုံဘွားတစ်လျှောက်ပါဝမ်းနေစရာဒေါသထွက်စရာစိတ်ဓာတ်ကြစရာတွေကြုံလာတဲ့ခါပါမိမိရဲ့စိတ်ကိုဘယ်လိုထားပါလဲဘာလို့လဲဆိုတော့ယနေ့ခေတ်လူတော်များဝမ်းနေစရာဒေါသထွက်စရာစိတ်ဓာတ်ကြစရာများဆွဲကပ်ရရှိတာကြောင့်ဖုံဖုံအနေနဲ့ဒီဥစ္စာကိုဘယ်လိုဖြတ်တန်းခဲ့ပါသလဲတခြားလူတွေလူပုလူစင်တွေဒီလိုမျိုးကြုံတွေ့ရရင်ရောဘယ်လိုစိတ်ထားနဲ့ဖြတ်တန်းတဲ့နယ်ဆိုတာလေးကိုလမ်းညွှန်ပြသပေးပါဗျာတွေ့ပါတယ်ဖုံတို့ဝမ်းနေစရာလည်းတွေ့ရတာပဲဒေါသထွက်စရာတော့ပို့ပြီးတော့တွေ့ရတယ်ပေါ့ကျမဗျာဘာကြောင့်တွေ့တော့ဆိုဖုံကစာတင်တိုင်းမှာကလေးတွေကိုင်းနေအုတ်ချောရတယ်ဆိုတာလေကျမဗျာသူငယ်လေးတွေအုတ်ချောရတယ်ဆိုတာဒေါသထွက်စရာတွေအများကြီးတွေ့ရတယ်ပေါ့နော်ကျမဗျာစိတ်ဓာတ်ကြစရာဆိုတာကြတော့
အဲ့ဒါတော့နည်းနည်းတော့စိတ်ဓာတ်ကြဖို့ဖြစ်ရတာတော့ကြုံတော့ကြုံပါတယ်မကြုံဘူးတော့မဟုတ်ဘူးအလွန်မင်းကြီးတော့ဖြစ်တာမမှတ်မိဘူးဘုံဘုံဒီမှာဗျာဝမ်းနေစရာတော့ကိုမိဘတွေဆုံးတဲ့အခါတော့ဖြစ်ရတာပေါ့နော်ကိုရင်ဘဝမှာအဖေဦးစင်းကြီးဆုံးသွားတယ်ဒီမှာဗျာနောက်ရဟန်းဖြစ်လို့10ဝါလောက်မှာအမေတိရရှင်ကြီးဆုံးသွားတယ်ဒီမှာဗျာအဲ့ဒီအချိန်မှာတော့ဝမ်းနေစရာတွေဖြစ်တာပေါ့နော်ဒီမှာဗျာဖြစ်တယ်ဆိုတဲ့အခါမှာတော့အဲ့ဒီတော့ကတော့အချိန်ကနေကုစားသွားတယ်လို့ပဲပြောရမှာပါပဲဒီမှာဗျာသူတွေဝမ်းနေစရာဖြစ်တယ်ဒေါသထွက်စရာဖြစ်တယ်ပြီးတော့လေပြန်ပြီးတော့ပြေသွားတာပါပဲဒီမှာဗျာထူးထူးခြားခြားပြန်ပြီးတော့ကိုယ့်ကိုတရားသဘောနဲ့တွေးပြီးတော့ဖြည့်ပြောင်းလောက်အောင်တော့စွဲမနေဘူးပေါ့နော်ဒီမှာဗျာအဲ့တော့ဘုံဘုံတွေ့ကြုံရတော့ကိုယ့်ရင်ထဲမှာတော့အဲ့လောက်ကြီးပြင်းပြင်းထန်ထန်စွဲနေတာမရှိဘူးပေါ့ဒီမှာဗျာအခုအသက်အရွယ်ကြီးလာတဲ့အခါကျတော့သဘာဝတရားတွေကိုဆင်းရဲသုံးသပ်နိုင်လာတယ်ပေါ့လောကရဲ့သဘာဝကိုနားလည်လာတယ်ငယ်ငယ်တော့ဆိုရင်အမေသေးလို့ရှိရင်ငါတို့လည်းလိုက်သေးမယ်ဆိုစိတ်ဓာတ်မျိုးဖြစ်ခဲ့ဘူးလေပေါ့ဒီမှာဗျာကို့အမေသေးရင်သူ့နဲ့တူတူလိုက်မယ်လိုက်လို့ရတယ်လို့လည်းထင်တယ်ဒီမှာဗျာနောက်ပြီးတော့ငယ်ငယ်တော့ကလူသေးလို့ရှိရင်မြေကြီးထဲမြုပ်ရင်မွန်းမှန်လို့ကြောက်တယ်ဒီမှာဗျာအဲ့ဒါမျိုးတွေလည်းဖြစ်ခဲ့ဘူးလေပေါ့နော်ဒီမှာဗျာနောက်ပိုင်းတော့သဘောပေါက်လာတဲ့အခါကျတော့ဝမ်းနေစရာဒေါသထွက်စရာတွေစိတ်ဓာတ်ကြစရာတွေစုံတဲ့အခါမှာဘုံဘုံရင်ထဲမှာတော့ဒါတွေကစွဲနေတာတိတ်မရှိဘူးအခုဘုံဘုံဒီအရွယ်မှာကြတော့အဲ့လိုဟာမျိုးတွေကြုံရလို့ရှိရင်ဘုံဘုံစိတ်ကိုဘယ်လိုထားပါသလဲရှင်ဗျာဒေါသထွက်စရာကြုံလာလို့ရှိရင်ဘုံဘုံကကိုယ်ဒေါသကိုပြန်ပြီးတော့ဟာဒီဒေါသထွက်တာမကောင်းဘူးအလကားပဲစိတ်ဆိုးနေတာအပိုးပဲဆိုပြီးတော့သူ့ကိုပြန်ပြီးတော့မကောင်းဘူးလို့စဉ်းစားလိုက်တာနဲ့သူကရော့ကျသွားတယ်ဒီမှာဗျာရော့ကျသွားပြီနောက်ဆုံးမှာသိခနိုင်အောင်ကြိုးစားတယ်ခွင့်လွတ်နိုင်အောင်ကြိုးစားတယ်ဒီမှာဗျာလူတွေရဲ့အပြုမှုဟာသူကသူ့သဘောကျလို့သူလှုပ်တာပဲဒီမှာဗျာငါဒေါသထွက်နေတဲ့ငါဘာမှအကျိုးရှိမှာမဟုတ်ဘူးဒီမှာဒေါသထွက်ရင်ကိုယ်ပဲဒုက္ခရောက်မှာပဲဆိုတဲ့အတွေးတွေနဲ့လူတယောက်ပေါ်မှာဒေါသထွက်တာကိုအဲ့ဒီနည်းနဲ့ဖြေရှင်းတယ်ဘုံဒီမှာဗျာနော်ဒီမှာဗျာနောက်စိတ်ဓာတ်ကြစရာတွေဖြစ်ပေါ်လာမယ်ဆိုလို့ရှိရင်လည်းဘဝဆိုတာတခဏလေးပဲနော်အားလုံးဟာဘာမှမမောစရာလည်းမရှိဘူးတွေ့တာစရာလည်းမရှိဘူးမုန်းစရာလည်းမရှိဘူးအားလုံးဟာတခဏလေးအချိန်ပဲဒီနေ့ကျတော့အားလုံးဟာသိဆုံးသွားကြမှာပဲဆိုတဲ့ဒီအတွေးလေးကတော့ဝမ်းနည်းစရာတို့ဒေါသထွက်စရာတို့စိတ်ဓာတ်ကြစရာတွေဒါတွေဟာအကာအကွယ်ဖြစ်ပါတယ်အဲ့လိုပဲနှလုံးသွင်းလိုက်တာပါပဲဘုံတင်ပါဗျာနောက်ထပ်မိကုန်းတစ်ခုကတော့ဘုံဘုံအနေနဲ့ဘာကြောင့်သာသနာဘောင်တွေကိုဝင်လာပါသလဲသာသနာဘောင်တွေဝင်လာတဲ့ရည်ချက်ကိုသိရှိလိုပါတယ်နောက်ပြီးတော့ဖုံဖုံရဲ့လက်ရှိရဟန်းဘဝပေါ်ယက်တီချက်နဲ့ရည်ချက်2မျိုးကိုလည်းသိချင်ပါတယ်ရှင်ဗျာသာသနာဘောင်ဘာကြောင့်ဝင်လာသလဲဆိုကိုရင်ဝတ်တာ10နှစ်ဆိုတော့ကိုယ့်ရဲ့ပတ်ဝန်းကျင်ကလည်းငယ်ငယ်တည်းကဘုန်းကြီးကျောင်းမှာနေတာဆိုတော့ဘုန်းကြီးဘဝကိုဘာလဲလို့မဟုတ်ဘူးဘုန်းကြီးတွေနဲ့ယဉ်နှီးသည့်အတွက်ကြောင့်ကိုယ့်ပတ်ဝန်းကျင်ဖြစ်လာတာပေါ့နော်တင်ပါဗျာကိုယ့်ပတ်ဝန်းကျင်ဖြစ်လာလို့အကောင်းဆုံးမသိပဲနဲ့ဝင်လာတာပါပဲမိဘကလည်းပဲကိုရှိကလည်းပဲကိုနဲ့တတူရွယ်သူတွေသင်္ကန်းဝတ်ကြတယ်ရှင်ပြူတယ်ဆိုတော့ကိုလည်းအဲ့လိုလှုပ်ချင်တယ်ပေါ့ဘုံဘုံအနေနဲ့ဆရာဝန်တို့အင်ဂျင်နီယာတို့စီးပွားရေးသမားတို့ဖြစ်လို့တဲ့စံတော်မရှိခဲ့ဘူးလားအဲ့ဒါလည်းတောမှာဆိုတော့ဘုံတို့စီမှာဆရာဝန်တို့အင်ဂျင်နီယာတို့အချိန်ကခင်မစားဘူးတင်ပါဗျာခင်မစားတော့ဘုံအနေနဲ့ဖြစ်ချင်စိတ်တိတ်မရှိဘူးတင်ပါဗျာဒါပေမဲ့ငယ်ငယ်တော့ကတော့အဲ့ဒီသဘုံတွေပါတွေရှိတဲ့အခါကျတော့စစ်တိုက်တော့စစ်ပူတော့ဖြစ်ချင်တဲ့စိတ်တစ်ခါပေါ်ဘူးတယ်တင်ပါဗျာအနည်းဆက်ဆုံးကတော့ကိုကဘုန်းကြီးကျောင်းမှာကြီးလာတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်သာသနာပေါင်းနဲ့ဝင်တာဟာပတ်ဝန်းကျင်ကြောင့်ဝင်တယ်လို့ပဲကိုယ့်ကိုပြန်သုံးသပ်မိတယ်ပေါ့နော်မှန်ပါဗျာမှန်ပါဗျာသာသနာပေါင်းနဲ့ဝင်ရတဲ့ရည်ရွယ်ချက်လို့ဆိုတာလေကြီးကြီးမားမားမရှိခဲ့ဘူးပါဘူးဘုန်းကြီးမှန်ပါဗျာတင်ပါကိုယ့်ကိုယ်တွေကလည်းဘုန်းကြီးဝတ်ကြတယ်ဆိုကိုယ့်ကိုယ်တွေရဲ့ခင်မင်းတဲ့စိတ်နဲ့ပဲဝင်လာပြီးတော့ဘာလို့မဲဆိုရည်ရွယ်ချက်လဲကြီးတော့မရှိပါဘူးတင်ပါဗျာနောက်ပိုင်းရောက်တဲ့အခါကျတော့စာသင်ရတယ်စာသင်ပြီးတဲ့အခါမှာဆောင်းဝဲဖြေတော့ဆောင်းဝဲအောင်မှုဆိုတဲ့ကြိုးစားတဲ့စိတ်ကတော့ဖြစ်လာတင်ပါဗျာဆောင်းဝဲအောင်လုပ်မယ်ဆိုရယ်ဆောင်းဝဲတဒံပြီးတဒံအောင်နေအဲ့ဒီဘက်ကိုတော့ဒါတွေကိုအောင်ကျင်တဲ့စိတ်ကလွှမ်းမိုးလာတယ်နောက်ပိုင်းကျတော့တင်ပါဗျာအဲ့တော့ကိုယ့်အကိုကြိုးစားလာတယ်နောက်ပိုင်းကျတော့တင်ပါဗျာအခုရဟန်းဘဝပေါ်မှာလက်ရှိယက်တီချက်နဲ့ရည်ရွယ်ချက်ဆိုတာကြတော့ဘုန်းကအခုအသက်ရွယ်နဲ့အသက်80ရဲ့ရောက်လာပြီဆိုတော့လေတင်ပါဗျာရဟန်းဘဝနဲ့ဘုန်းရဲ့
ရှိရချက်ကိုပြောရမယ်ဆိုလို့ရှိရင်မြတ်စွာဘုရားဟောတာတဲ့ပါဠိပိဋကတ်တွေကိုလူတိုင်းသိစေခြင်းနဲ့သိအောင်လုပ်မယ်ဆိုရည်ချက်ရှိတယ်။ဟောကပညာဘူမိဆိုတဲ့တက္ကသိုလ်တစ်ခုကိုတည်ထောင်ပြီးတော့နှစ်စဉ်လဲပြင်ဦးလယ်မှာဝါတွင်ချိန်မှာဆိုရင်နှစ်စဉ်လဲသင်တန်းတွေပို့ချပေးတယ်။တင်ပါဗျာ။ပါဠိကနေပြီးတော့မြန်မာလိုရှင်းပြပြီးတော့သင်တန်းပို့ချတဲ့နည်းဟင်းတော့ copy တွေပေးပြီးတော့ reading and comprehension ပေါ့ဖတ်ပြီးနားလဲတဲ့အဆင့်ပိဋကတ်စာပေအရင်းကိုလူတွေကိုသိစေခြင်းနဲ့သိအောင်လုပ်ပေးမယ်ဆိုရည်ရွယ်ချက်ရှိတယ်ဘုံတင်ပါဗျာဒီမှာဝိသုဒ္ဓိမဲ့လည်းသင်ကြားပို့ချပြီးပြီနိုင်ငံသားတွေကိုလည်းဘုံနှစ်ပေါင်း10နှစ်တည်းမကနိုင်ငံသားတွေကိုလည်းပါဠိကနေပြီးအင်္ဂလိပ်လိုရှင်းပြပြီးသင်ကြားပို့ချပေးတယ်နှစ်တိုင်းပဲသင်ကြားပို့ချအဲ့ဒီဟာကပို့ပြီးတော့စောတယ်ဘုံတင်ပါဗျာအနှစ်20လောက်ရှိပြီသူတို့ပို့ချပေးတာနိုင်ငံသားတွေကပို့များတယ်နိုင်ငံသားတွေပို့ချပြီးမှအခုဗမာတွေပို့ချတာက9နှစ်6နှစ်ပဲရှိသေးတယ်ဖုံကိုယ်တိုင်ပို့ချရလားဗျာဟုတ်တယ်ဖုံသင်လို့တဲ့အကြောင်းအရာတွေကိုဖုံကိုယ်တိုင်ပို့ချပေးတယ်မနှစ်ကဆိုလို့ရှိရင်သင်တန်း4ချိန်ဖွင့်တယ်တစ်ချိန်မှာအများဆုံးချိန်က600လောက်ရှိတယ်အနည်းဆုံးချိန်က400ရှိတယ်သင်တန်းဆင်းတာအဲ့လောက်ရှိတယ်လူတွေဒီမှာသင်တန်းတက်ကြတယ်အပြီးတော့မှသင်ပေးတယ်နောက်ပြီးတော့ဝိသုဒ္ဓိမက်တို့လိုဟာမျိုးသင်ပေးတယ်နေ့စဉ်ဘဝမှာနေထိုင်အကြောင်းအရာတွေကိုရှင်းလင်းဟောဘုရားဟောတဲ့တရားတော်တွေကိုသိအောင်လုပ်ပေးတယ်အခုဒီနေ့တော့ဘာကြီးပဲတော့ဆိုဖုံးကမြတ်စွာဘုရားဟောတဲ့ပိဋကတ်သုံးပုံနဲ့သုတ်တံပါဠိတွေကိုလူတွေနားလဲသဘောပေါက်အရင်ကလည်းသင်ပေးဘူးတယ်မဟာသတိပဋ္ဌာန်သုတ်ကိုပို့ချချက်ဆိုတာရှိတယ်တခါသူတို့သတိပရှိနေရလွှဲနေလို့တော့ပြောတယ်တင်ပါဗျာအဲ့ဖုံးသင်ပေးတာတွေကိုသင်တန်းတွေကိုပို့ချပေးတယ်လို့ပြောတယ်တင်ပါဗျာဟိုလွှင့်ပေးတယ်တဲ့အဲ့ဒါတင်ပါဗျာအဲ့လိုပေါ့လူတွေကိုဘုန်းကမြတ်စွာဘုရားဟောတဲ့တရားတွေပိဋကတ်သုံးပုံထင်ရှားရှိနေတော့အဲ့ဒီပိဋကတ်သုံးပုံအတိုင်းကိုယ့်အားတော့မဟုတ်ဘူးမြတ်စွာဘုရားကိုနားလဲအောင်ရှင်းပြတဲ့ဟာကိုဘုန်းလုပ်ချင်တယ်မြန်မာပြည်မှာအခုလိုကိုယ်အသက်ရှိနေသမျှကာလပတ်လုံးပါဠိဘာသာနဲ့မြတ်စွာဘုရားဟောထားတဲ့တရားတွေပိဋကတ်သုံးပုံလို့ဆိုတဲ့နိကေ900ဆိုတာသူကစာအုပ်ရည်အဖြစ်ပါဠိလိုရေးထားတဲ့အုပ်40အဲ့ဒီအုပ်40မှာတုံးတို့ကိုစာမျက်နှာ300နီးပါးလောက်ရှိတယ်တင်ပါဗျာအဲ့ဖြတ်မြခြင်းတွက်လိုက်မယ်ဆိုရင်အုပ်ရည်စာမျက်နှာ1000ကျော်2000လောက်ရှိမှာပေါ့နော်တင်ပါဗျာနောက်အဲ့ဒါကိုဖွင့်ဆိုတဲ့အထက်ကရာက52အုပ်ဒီက26အုပ်ပေါ့တင်ပါဒီတဲ့နည်းနည်းပါးပို့တာလည်းရှိတယ်တင်ပါဗျာအဲ့လိုပေါင်းလိုက်ရင်ပါဠိပိဋကတ်စာအုပ်ဟာ115အုပ်ရှိတယ်တင်ပါဗျာဘယ်ဘာသာတရားမှဒီလောက်သင်ကြားပို့ချချက်တွေကိုမှတ်တမ်းတင်ထားတာမရှိဘူးတင်ပါဗျာဒီပါဠိဘာသာနဲ့ရေးထားတဲ့စာဖြစ်သည့်အတွက်ကြောင့် language လက်လန်းမမိလို့တမန်လူတွေဟာဖတ်နိုင်မှုရခက်ခဲတယ်အဲ့ဒါကိုဘုန်းရဲ့စိတ်ထဲမှာဘုရားဘာသာဝင်မြန်မာလူမျိုးတွေပေါ့ကိုယ်နိုင်ငံလူတွေစိတ်ဝင်စားတဲ့လူတွေရဲ့လက်ထဲကိုမြတ်စွာဘုရားဟောတဲ့တရားတော်တွေကိုတစ်ခါအတိအကျပေးဖို့မြတ်စွာဘုရားရဲ့ message တွေကိုလူတွေရဲ့ရှင်တဲ့နှလုံးထဲမှာရောက်စေခြင်းနဲ့စိတ်ရှိတယ်တရားဟောတာလည်းအဲ့ဒီရွယ်ချက်နဲ့ဟောတယ်အခုတရားဟောရုံနဲ့လည်းမလုံလောက်ဘူးသင်တန်းတွေလည်းပို့ချပေးမယ်ဆိုပြီးအခု90တော်မှာပညာဘူမိတက္ကသိုလ်ဆိုတာစတင်ဆောက်နေပြီတင်ပါဗျာအဲ့ဒီတက္ကသိုလ်မှာဒီပိဋကတ်ခုနအုပ်ရည်118အုပ်ကိုသင်တန်းစာအုပ်အနေနဲ့စိလဘတ်အနေနဲ့အသုံးချမှာတင်ပါဗျာ curriculum တို့ဆိုလို့အနေနဲ့အသုံးချပြီးတော့အဲ့စာအုပ်တွေကိုလူတွေရဲ့ယဉ်နဲ့နှလုံးထဲရောက်အောင် selected သုတ်တတွေကိုထည့်ပြီးတော့ဘုံကရွေးချယ်ပြီးတော့လုပ်ဖို့အခုအဲ့ဒါကိုစီမံနေတယ်ပေါ့နော်တင်ပါဗျာအဲ့ဒါကိုစီမံနေတယ်လူတိုင်းပိဋကတ်သုံးပုံနဲ့အနှစ်ချုပ်တွေကိုသိအောင်လို့အဲ့ဒါကိုလုပ်ချင်တဲ့ရည်ရွယ်ချက်ရှိပါတယ်ဖုံအနေနဲ့ဘာကြောင့်ဖျားဟောဒီပိဋကတ်တရားတော်တွေလူတွေရဲ့ရင်ထဲကိုရောက်ရှိစေချင်တယ်လဲဖျားအဲ့တရားတော်တွေကိုရင်ထဲရောက်ရှိခြင်းအဖြစ်ဘာများကောင်းကျိုးချမ်းသာရနိုင်မှာလဲဖျားလူတွေဟာမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုရှင်ထဲရောက်သွားလို့ရှိရင်အကောင်းနဲ့အဆိုးအကြောင်းနဲ့အကျိုးနားလည်သွားမယ်လှုပ်တင်တာတဲ့မလှုပ်တင်တာတွေကိုသူတို့နားလည်သဘောပေါက်သွားတော့စိတ်နှလုံးအေးချမ်းမှုကိုအထိုက်လျောက်ရရှိသွားမယ်ကြိုးစားအထုတ်မယ်ဆိုရင်ဘဝရဲ့အထိပ္ပယ်နဲ့ဒီအသိဉာဏ်ကိုအကြောင်းပြုပြီးလူတွေဟာသူတို့ရဲ့ဘဝယက်တည်မှုတွေဟာမှန်ကန်လာနိုင်တယ်ပေါ့တင်ပါဗျာမှန်ကန်လာနိုင်ပြီးတော့အပြစ်ကင်းတဲ့ဘဝမှာစိတ်နှလုံးအေးချမ်းစွာနေထိုင်သွားပြီးဒီ
တိတဲ့ဆက်လက်ပြီးတော့တရားသူတရားမြတ်ထီအောင်နောက်ဆုံးရောက်သွားနိုင်အောင်ရောက်စေခြင်းနဲ့စိတ်ဓာတ်နဲ့ဒီဟာကိုလောက်ပေးတာပါတင်ပါဗျာရတော့အဖြစ်ဖရာတရားတော်တွေကိုမသိကြလို့လူတွေကမှားယွင်းချွတ်ချော်ပြီးတော့လမ်းမှားတွေလိုက်ပြီးဒုက္ခရောက်ကြတာဟုတ်မှန်ပါဗျာဖရာတရားတော်တွေသိလို့ရှိရင်ဆင်းရဲဒုက္ခတွေလွတ်မယ်လို့ထင်တယ်အခုလေဘုန်းစီမှာ feedback တွေခဏခဏရောက်ပါတယ်လူကိုယ်တိုင်လာလျှောက်ကြတာတွေတဲ့များပါတယ်မှန်ပါဗျာမှတ်တမ်းတင်မထားရတာပဲရှိတယ်။တချို့ဆိုရင်ရဲသေးစားတောက်စားပြီးတော့စိတ်နှလုံးဒုက္ခရောက်နေတဲ့ပုဂ္ဂိုလ်တွေဟာတရားနာပြီးတော့အခုရဲသေးစားပျောက်ပြီးလူကောင်းသူကောင်းဖြစ်သွားတဲ့ပုဂ္ဂိုလ်တွေလည်းသူတို့ကိုယ်တိုင်လာလျှောက်တယ်။ဒီပြည်တော်ကအမျိုးသမီးတယောက်ဆိုရင်သူကသူတတ်သိမလို့သူသုံးခါထိအောင်ကြိုးစားမှုတယ်တဲ့။အခုတော့တရားတွေနာပြီးတော့သူကသူတတ်မသိတော့ဘူးသူ့ဘဝမှာသူအသိဉာဏ်ရပြီးတော့ဘဝရဲ့တန်ဖိုးကိုသိလာတယ်ဆိုတာကိုဖုံးဖုံးစီကိုလာလျှောက်ဖူးတယ်။မှန်ပါဗျာ။အဲ့လိုလျှောက်တဲ့ပုဂ္ဂိုလ်တွေလည်းမနေဘူးရှိတယ်။မှန်ပါဗျာ။နော်။အဲ့တော့ဒါအကျိုးရှိတယ်လို့ဖုံးဖုံးကလည်းယုံကြည်တယ်။မှန်ပါဗျာ။တရားနာလိုက်တာနဲ့သူတွေဟာစိတ်နှလုံးအေးချမ်းမှုကိုရရှိသွားတယ်။ဆိုးတွေကလွတ်မြောက်သွားတယ်ဆိုတာ။အဲ့ဒါအတွက်ပါပဲဖုံးကယတ္တိချက်နဲ့ရည်ရွယ်ချက်ကတော့အဲ့ဒီအတွက်ကိုကုညီပေးချင်တာအလုံးကိုအသိဉာဏ်ပေးချင်တယ်။အသိဉာဏ်ပေးရင်သူတို့ရဲ့စိတ်နှလုံးအေးချမ်းမှုကိုရမယ်လို့ယုံကြည်တယ်။တင်ပါဗျာ။တင်ပါဗျာ။ဒီဥစ္စာတော့နောက်ဆုံးမေးခွန်းပဲဖြစ်ပါရှင်ဗျာယနေ့ခေတ်လူငယ်များအတွက်ထားရှိတဲ့နဲ့စိတ်ဓာတ်နဲ့လောက်ကင်တဲ့နဲ့စောင်းချက်များကိုအရှင်ဘုရားမိန့်ကြားပြီးတော်မူပါနောက်ပြီးတော့အခုရုပ်မြင်သံကြားကနေကြည့်ရှုနေသူတွေအတွက်လည်းအရှင်ဘုရားဆုမွန်ကောင်းတောင်းပြီးတော်မူပါကောင်းပြီဘုရားမသာဝင်လူငယ်တွေထားရှိတဲ့နဲ့စိတ်ဓာတ်ဆိုတာမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ပြမစိုးတရားပဲပြောရင်တော့ဒါရှေးဟောင်းလမ်းယိုးကြီးလို့တပြားဟောင်းကြီးလို့ထင်ကောင်းထင်လိုက်ပဲတကယ်ကလူတိုင်းဟာကိုယ်ပတ်ဝန်းကျင်တစ်ဖက်သားရဲ့အကျိုးစီးပွားလိုလားတဲ့ဆိုတဲ့မေတ္တာစိတ်ရှိတယ်နော်အလုံးကောင်းစားစေခြင်းနဲ့စိတ်မေတ္တာစိတ်ရှိတယ်မေတ္တာစိတ်ရှိခြင်းအပြင်လူတွေရဲ့ယင်ထဲမှာအမုန်းတရားတွေကင်းစင်သွားနိုင်တယ်နောက်တစ်ခါအကျဉ်းတရားဆိုတာတုံနဲ့တူစာနာထောက်ထားတဲ့အကျဉ်းတရားဆိုတဲ့ကရုဏာလည်းပဲရှိတဲ့နဲ့နှိမ့်ကြတဲ့ပုဂ္ဂိုလ်တွေပေါ်မှာအကျဉ်းထားခြင်းအပြင်လူတယောက်ကိုဒုက္ခပေးလို့တဲ့စိတ်ရောပါသွားနိုင်တယ်အခုကဒုက္ခပေးလို့တဲ့စိတ်တွေတော်တော်များနေကြတယ်ပေါ့နော်ရှားစိုးမှုတွေဘာတွေစဉ်းစားတယ်ဖတ်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒုက္ခပေးတာတွေများတယ်အမုန်းစိတ်တွေနဲ့ဒုက္ခပေးနေကြတယ်နောက်တစ်ခုကတော့မုဒိတာဆိုတဲ့စာနာဝန္တာနိုင်တဲ့စိတ်ထားတာထားရှိတဲ့စိတ်ပဲအဲ့ဒါကိုထားရှိခြင်းအပြင်တူကောင်းစားတာကိုတူမနာလို့ဘူးဆိုတဲ့ဂျလက်စီတွေလျော့ပါသွားနိုင်တယ်တမန်ဗျာအဲ့ဘယ်သူပဲလောကကြီးမှာအောင်မြင်ကြီးပွားအလုံးကိုကျင့်တတ်နိုင်တယ်စာနာထောက်ထားတတ်တဲ့ appreciative joy ပေါ့နော် appreciate လုံနိုင်မှုလို့တယ်ခွာ appreciate ကိုမလုံနိုင်ဘူးသူတွေကတမန်ဗျာတဦးတယောက်ကအောင်မြင်ကြီးပွားသွားတယ်ဆိုရင်မနာလိုတဲ့စိတ်နဲ့ဖြက်လို့ဖြက်စီးတွေလုပ်ကြတာများနေတယ်အဲ့ဒါကြောင့်မို့လို့ထားရှိတဲ့စိတ်ကတော့ဘယ်သူပဲအောင်မြင်ကြီးပွားခြေနဲ့ဝမ်းသာတဲ့ appreciative joy ဆိုတဲ့မူရိတာထားတဲ့နဲ့ချက်လက်စီမထားတဲ့မူနောက်တစ်ခုကတော့ဘယ်သူကပဲကိုယ့်ဘောကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေအကောင်းအဆိုးပေါ်မှာဘွေးမယူပဲနဲ့လှုပ်တဲ့လှုပ်ထိုက်တာတွေကိုလှုပ်ဖို့လိုအပ်တယ်တချို့ကြတော့ကိုယ့်ဘောကိုကောင်းတဲ့လူကိုသာထိုးလို့လှုပ်တယ်ကိုယ့်ဘောကိုမကောင်းတဲ့လူကိုဖိနှိပ်ခြင်းတယ်ဆိုတဲ့စိတ်ဓာတ်မျိုးတွေရှိတယ်အဲ့ဒါမျိုးမရှိဘဲနဲ့စိတ်ဟာတည်ငြိမ်တိမှတ်တဲ့စိတ်ဓာတ်အနေနဲ့လူတွေကရှိတဲ့နဲ့ဥပေက္ခဆိုတဲ့စိတ်ဓာတ်မျိုးရှိတယ်အဲ့တော့မေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ပြမစိုးတရားလို့ဆိုတဲ့ဒီစိတ်ဓာတ်တွေကကိုယ်မှာတကယ်အရေးကြီးထားမှာမေတ္တာလို့ဆိုရင်လူတွေကမေတ္တာပို့နေမှာမေတ္တာလို့ထင်တာမဟုတ်ဘူးတမန်ဗျာချီးပွားလို့တဲ့စိတ်ဓာတ်တစ်ဖက်သားကောင်းစားစေလို့တဲ့စိတ်လေးပဲထားတမန်ဗျာနော်အစဉ်ပြေစေခြင်းနဲ့စိတ်ထားကရုဏာဆိုတာဒုက္ခရောက်တဲ့ပုဂ္ဂိုလ်တွေကိုအကျဉ်းထားပြီးတော့ဖေးမခြင်းနဲ့စိတ်ထားအမုဒိတာဆိုတာဂျလက်စီကင်းပြီးတော့ဘယ်သူပဲအောင်မြင်ကျင့်တတ်နိုင်တဲ့စိတ်ထားဥပေက္ခဆိုတာကိုယ်ပေါ်မှာအညိုအတေးမထားတဲ့စိတ်ထားအညိုအတေးမှတ်သားမထားတဲ့စိတ်ထားမျိုးအဲ့ဒါတွေနဲ့ဘဝမှာလောက်ကန်ဆောင်ရတဲ့နဲ့တို့ဘုရားဘာသာကိုယုံကြည်သည်ဖြစ်စေမယုံကြည်သည်ဖြစ်စေဒီစိတ်ဓာတ်ဟာလူတိုင်းထားပြီးတော့မကောင်းတဲ့စိတ်ဓာတ်တွေကိုယ့်ရဲ့နှလုံးထဲမှာမထားခြင်းဟာတော့လောကအတွက်နံပါတ်1
ကိုယ်လည်းစိတ်နှလုံးအေးချမ်းမယ်ပတ်ဝန်းကျင်မှာလည်းစိတ်နှလုံးအေးချမ်းမယ်ဆိုတဲ့တာယာငြိမ်းချမ်းတဲ့ဘဝတစ်ခုကိုရရှိနိုင်ကြမှာဖြစ်တယ်ဒါကြောင့်အားလုံးဓမ္မပြည်သူပြည်သားအားလုံးဟာမေတ္တာကရုဏာမုဒိတာဥပေက္ခဆိုတဲ့ဒီမြင့်မြတ်တဲ့စိတ်ဓာတ်တွေနဲ့မကောင်းတဲ့အမုန်းစိတ်နဲ့လူတယောက်ကိုပျက်စီးစေလိုတဲ့စိတ်တွေချက်လက်စီခေါ်တဲ့အိတ်တာမနာလိုတဲ့စိတ်တွေမစ္စရိယတွေဒါမျိုးတွေမရှိဘဲနဲ့အညှို့အတေးအမုန်းစိတ်တွေမထားဘဲနဲ့အားလုံးတူဖို့တူမှာညီရင်အကိုယ်သက်ဖွဲ့စိတ်ဓာတ်ထားပြီးလိုအပ်တာတွေကိုဖေးမှဆောင်းလျှောက်ပြီးနေထိုင်သွားကြမယ်ဆိုရင်အားလုံးဟာပျော်ရွှင်ချမ်းမြေ့ဖွယ်ကောင်းတဲ့ပတ်ဝန်းကျင်ကြီးတစ်ခုရရှိမှာဖြစ်ပါတယ်အဲ့ဒီအနေနဲ့အောင်ကြိုးစားအထောက်ကြပါလို့ပြောချင်ပါတယ်သာဓုသာဓုသာဓုပါရှင်ဗျာ